ရွှေတကုံဖရာသွားကြည့်စနေသားဆိုရင်စနေတောင်ကဖရာသွားကြော်တယ်ကျန်တဲ့ဖရာသူ့အတွက်အသုံးမဝင်တယ်လို့ဖြစ်သွားတယ်ဖရာဆိုတာတဆူတည်းပဲစနေတောင်ကရှ िख ိုးမှစနေသားကောင်းကျိုးရမှာမဟုတ်ဘူးနော်ဖရာပဲရှ िख ိုးဖရာဆိုတာတူတူပဲအဲ့ဒါကြောင့်မို့အရေးကြီးတာကရင်းထဲမှာကိုယ့်ကိုစဉ်းစားကောင်းကျိုးချမ်းသာရဖို့ဆုတောင်းပြေဖို့အတွက်ငါမှဘာရှိရမလဲတရားရှိရလားကံကံဤကျိုးကိုယုံကြည်တယ်ဖရာဤဂုဏ်ကိုယုံကြည်တယ်ဆိုတော့တရားရှိရလားသီလငါးပါးသီလလုံရလားကိုချင်းတရားကောင်းရလားတုဒ္ဒဘာသာရေးဘ ਹੁ တုဒ္ဒတကယ်ရှိရလားတရားဓမ္မအသိရှိရလားစာကကိုမှနှမျောတွန့်တုံမှုတွေလွှမ်းမိုးနေတာလားသို့မဟုတ်စွန့်ကြဲနိုင်တဲ့အနေအထားရှိတာလားပညာလုံးတင်တာနဲ့မလုံးတင်တာခွဲခြားသိသလားအဲ့ဒီ၅ချက်ပဲအဲ့ဒီ၅ချက်ရှိတယ်ဆိုလို့ရှိရင်ဘယ်ဖရာပဲပူဇော်ဘယ်ဖရာရှိမှပဲကုသိုလ်ကောင်းမှုလုပ်ပြီးဒီဆုတောင်းဒီ၅ချက်ကဆုတောင်းကိုပြည့်စေတာဖြစ်တယ်